ရှင်ခွန်းကွေးပူညာလို့ rapin နေရွတ်နေလို့အချိန်မားသေးကြမှာဒီနေ့ကျွန်တော်နောက်မှရှိနေတဲ့ World Cup နဲ့ကိုဆေးတုပ်လို့ပြီးသွားပါပြီကျွန်တော်တုပ်တဲ့ဆေးမျိုးစားကတော့ Golden Pickle Color ဖြစ်ပါတယ်ဆေးမတုပ်ခင်မလိုအပ်တဲ့နေရာတွေကိုဆေးမပေးစေရန်အတွက်ယခုလိုမျိုးတိတ်ကိုကတ်ထားပေးရမှာဖြစ်ပါတယ်ညာကတ်ထားပြီးဖြစ်ပါတယ်ပထမခေါက်ကိုတုပ်ပြီး2 နာရီ6ခန့်နားမှာဖြစ်ပါတယ်ပြီးမှကိုလိုချင်တဲ့ပုံစံကိုထပ်တုပ်လို့ရပါတယ်ဆေးတုပ်လို့ပြီးသွားပြီတိတ်တွေခွာလို့ရပါပြီစိတ်ပေါ်မြို့မှာမိတ်ဆွေများအနေဖြင့်မိမိတို့ရဲ့နေများတွင်ဆေးတုပ်ချင်လိုပါကကျွန်တော်ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်ကတော့ကရုံပြောင်ကရုံလုံးတုံးကရုံဖြစ်ပါတယ်ကျွန်တော်ကတော့ထုံးမနိုင်ဖြစ်ပါတယ်အားဆန်